ဘဝကိုလှလှပပတိဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရည်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ဒါတွေကတညီတယ်ပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာနော်လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းစိတ်ဓာတ်ကြံ့ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာသူကသူကြံ့ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုရင်ခန္ဓာကိုယ်ကြီးကြံ့ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မဟုတ်ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမငေါနိုင်မပန်းနိုင်အားကစားလေ့ကျင့်မှုတွေသို့သောလောကလူသားတွေမေ့နေတာလုပ်ဖို့မေ့နေတာဘာတော့ဆိုရင် mental exercise စိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြအဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ငြိမ်းချမ်းထွက်သွား